တေမင်းစာအုပ်ကိုကောက်ရပြီးတဲ့နောက်ပထမဆုံးလုပ်တဲ့အလုပ်ကတော့ဘေးနားကတေမင်းကိုမင်းစီမှာစာစီစာရိုက်ဆက်ဒါမှမဟုတ်ပရင်တာရှိလားလက်နဲ့ရေးရတာဘလို့မှရေးလို့မကုန်နိုင်ဘူးလို့မေးလိုက်တာပါပဲတေမင်းကကြောင်အန်းသွားပြီးမင်းမှာလူသားချင်းစာနာစိတ်ရောကိုချင်းတရားရောမရှိဘူးလားလို့ပြန်မေးယူရတယ်အခုကျွန်တော်ကစာအုပ်ထဲမှာ10မျက်နှာပြည့်အောင်နာမည်ရေးပြီးသွားပြီးဘောပင်ပင်ကုံသွားတယ်လို့လက်တွေလည်းအရန်ညောင်းနေပြီမို့တေမင်းကိုမော့ကြည့်ပြီးမင်းစီမှာနီးပညာမျက်နှာမျိုးမရှိဘူးလားဥပမာပရင်တာမျိုးပေါ့ရေးလို့ကိုမကုန်နိုင်တော့ဘူးလို့ထပ်မေးလိုက်တယ်တေမင်းကကျွန်တော်ရေးထားတဲ့တေဆုံးပုံတွေကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားတယ်အိမ်သာချင်းနဲ့ပြုတ်ကြပြီး10မိနစ်ကြာအောင်ရုန်းကန်ရင်းတေးရမယ်ကားကြီးချိတ်ခံရပြီးလက်ရင်ကပြတ်ထွက်တဲ့ဝေဒနာနဲ့တေးရမယ်အယူတယောက်ရဲ့ဘေးချင်းမဲ့ခင်လောက်တာခံရမယ်စသဖြင့်ပေါ့တေမင်းကမင်းမှာလူကြီးတယောက်အနေနဲ့စိတ်ထဲမှာအပြစ်ရှိတယ်လို့မခံစားရဘူးလားလို့မေးတော့ကျွန်တော်ကပြန်ပြောလိုက်တယ်ဒီစာအုပ်ကိုငါ့ကိုပေးပြီးလူတက်ခိုင်းတာမင်းမဲလေးလို့တေမင်းကကျွန်တော်လိုဇညွန်အတိုင်းမကတဲ့လူသားမျိုးနဲ့ပထမဆုံးစုံဘူးပုံရတယ်ဒီစာအုပ်ကိုနိုင်ငံတော်ကိုအဖို့မစင်စားဘူးလားအရင်ပိုင်ရှင်ကအဲ့ဒီလိုလုပ်ခဲ့တာလို့သူကပြောတယ်ကျွန်တော်ကမျက်လုံးနဲ့ကြည့်ပြီးနိုင်ငံတော်ကငါးရန်သူတွေကိုတက်ပေးမှမို့လို့လားသူတို့အားလုံးကိုပေးဆက်စေခြင်းနဲ့အားလုံးတည်စေခြင်းနဲ့လို့ပြန်ဖြေလိုက်တယ်အရင်ပိုင်ရှင်ကလူကောင်းတယောက်မို့တေမင်းကပြင်းပြီးတက်ပစ်ခဲ့တာပါအခုတော့တက်ဖြတ်မဲ့သူနဲ့စုံတော့သူလဲအံ့ဩနေပုံပဲမင်းဒီလောက်လူတွေအများကြီးတက်တာမင်းမိဘတွေတည်ရင်ဝမ်းထဲမှာပေါ့လို့သူကမေးတယ်ကျွန်တော်မိဘတွေကကျွန်တော်လေးနှစ်သားကလေးကလုပ်ငန်းခွင်မှာဆုံးပါသွားခဲ့တာပါသူတို့အသက်2လောင်းအတွက်ရော်ကြီးငွေ8သိန်းရခဲ့ပေမဲ့ဆွေမျိုးတွေကမင်းရွယ်မရောက်ခင်ထိမ့်သိမ်းပေးမယ်ဆိုပြီးလူယူသွားကြတယ်ကားအစ်စ်တွေဝယ်ကျွန်တော်အိမ်နဲ့မြေကိုသိမ်းပိုက်ခဲ့ကြတယ်သူတို့သာမရှိရင်ကျွန်တော်မိဘမဲ့ခေဟာမှာဒီထက်ပိုကောင်းအောင်နေခဲ့ရမှာပါကြောင်းတက်တော့လဲမိဘမရှိတဲ့ကလေးဆိုပြီးအနိုင်ကျင့်ခံခဲ့ရတယ်ဆရာကလည်းမင်းကိုမှဘာလို့အနိုင်ကျင့်ရတာလဲမင်းမှာပြဿနာရှိလို့ပေါ့ဆိုပြီးမျက်ကွယ်ပြသူကဲလို့ကြောင်းကနေထွက်ခဲ့ရတယ်အခုတော့အဲ့ဒီအနိုင်ကျင့်ခဲ့သူတွေကအင်တာနက်ပေါ်မှာနူးညံ့သိမ်မွေးတဲ့သူတွေဖြစ်ဟန်ဆောင်ပြီးနာမည်ကြီးနေကြတယ်ကျွန်တော်ကတော့တနေ့လုံးမှတနေ့စားရတဲ့ဘဝအလုပ်ရှင်စီမှာခေါင်းပုံဖြတ်ခံရပွဲစားကလောက်ခလာစာတွေလိမ်ယူသွားတာမျိုးတွေနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်နေတဲ့နေရာဆိုတာလဲအလုပ်ပင်ပန်းပြီးတည်သွားတဲ့လူတစ်ယောက်ရဲ့အခန်းထဲကိုခိုးဝင်နေတာပါကျွန်တော်မှာမူလာတန်းကလေးကကျွန်တော်ကိုဒုက္ခပေးတဲ့သူတွေရဲ့နာမည်နဲ့သူတို့လုပ်ခဲ့တာတွေကိုအသေးစိတ်ရေးမှတ်ထားခဲ့တဲ့ဒဏ်ရာရည်အထူးကြီးရှိနေတယ်တေမင်းက12တောင်ရှိပြီးသူတို့ရုပ်ကိုမှတ်မိသေးလို့လားလို့မေးတယ်ကျွန်တော်ကသူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကိုပြလိုက်တယ်သူတို့ကအခုဆိုရင်နာမည်ကြီးတွေတက္ကသိုလ်ကျောင်းသားတွေဖြစ်နေကြပြီကျွန်တော်ဟာအလုတ်သမားဈေးကွက်ကိုသွားခဲ့တယ်အဲ့ဒီမှာကျိုးကွေ့ဆိုတဲ့ပွဲစားကလူတွေကိုခွေးလိုဆက်ဆံပြီးအော်ဟစ်ဆဲဆိုနေတယ်အလုတ်ချိန်ပြီးတော့သူကအကြောင်းပြချက်မျိုးစုံပြပြီးကျွန်တော်ရဲ့လောက်ခတွေကိုဖျက်တောက်ပစ်လိုက်တယ်ကျွန်တော်ကတီတီငိမ့်ငိမ့်ပဲသူ့ကိုမေးလိုက်တယ်မင်းနာမည်ဘယ်သူလဲလို့သူကစိန်ခေါ်တဲ့အတန်နဲ့ပြန်ဖြေတယ်ငါနာမည်ကျိုးကွေ့ကော့မကြေနဲ့ရင်သွားတိုင်လေးတဲ့သူမသိတာကသူ့နာမည်ကိုကျွန်တော်ရဲ့တေမင်းစာအုပ်ထဲမှာအစ်စ်ဝယ်လာတဲ့ဘောပင်နဲ့ရေးဖို့အစင်သင်းဖြစ်နေပြီဆိုတာပါပဲကျွန်တော်အတွက်တော့ဥပဒေကတရားမျှတမှုမပေးနိုင်ပေမဲ့ဒီစာအုပ်ကတော့ပေးနိုင်ပါလိမ့်မယ်အခုတော့ကျွန်တော်နောက်တစ်ခါပြန်ပြီးအသက်ရှင်ခြင်းစိတ်ပေါက်လာပြီးဘာလို့လဲဆိုတော့လူယုံမာတွေကိုလက်စားချေရမှာကကျွန်တော်ဘဝရဲ့အင်အားကြီးဆုံးတွန်းအားတစ်ခုဖြစ်လာလို့ပါပဲ